အဒိဏဒါနသူများမပေးတဲ့ပစ္စည်းမျိုးတနည်းနည်းနဲ့ရယူမှုတွေရှိသလားဈေးရောင်းဈေးရဝယ်လုပ်တဲ့အခါမှာအတုတွေထည့်ရောင်းသလားနော်တန်မိုးကြီးတဲ့အရာနဲ့တန်မိုးသေးတဲ့အရာတန်မိုးသေးတဲ့အရာကိုရောထည့်ပြီးတော့တန်မိုးကြီးတဲ့ဈေးကိုယူတာမျိုးလဲအဒိဏဒါနပဲဒါစီဆိုင်တွေမှာစီပြည့်အောင်မရောင်းနိုင်ဘူးဆိုလို့ရှိရင်စီတွေကိုဂါလံပြည့်အောင်လီတာပြည့်အောင်မရောင်းဘူးဆိုလေတမင်ခြံထားခဲ့ရင်ဒါအဒိဏဒါနပဲဝယ်တဲ့ပုဂ္ဂိုလ်ကတဂါလံနှုံတော့မို့လီတာ90နှုံပေးတယ်ကိုကပေးလိုက်တာလီတာ40ပဲရှိတယ်ဆိုလို့ရှိရင်ဒါလီတာ10လီတာဘိုးခိုးလိုက်တာပဲအဒိဏဒါနဆိုတာအရာထဲမှာတခိုးတခိုးလို့အော်ခံရမှဖြစ်တာမဟုတ်ဘူးအမတန်မှသတိထားစရာကောင်းအမတန်မှသတိထားစရာကောင်းဒီဘက်ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမယိုးသားတဲ့စိတ်နဲ့ယူတာမှန်သမျှဟာအဒိဏဒါနအလေးမမှန်တာပစ္စည်းမမှန်တာရောပြီးတော့ရောင်းတာဒီလိုဟာကအစအတုနဲ့အစစ်လှုပ်တာတွေကအစအဒိဏဒါနအဲ့ဒီအဒိဏဒါနဒီဘဝအတွက်တော့သူများစီကနှိုက်ယူလိုက်လို့ရတာလေးတော့ဟုတ်တယ်အဲ့ဒီရလာတဲ့ပစ္စည်းတွေဟာကိုယ့်အတွက်မှာတန်တရားကြွေးကြီးတွေဖြစ်လာအင်တမကြောက်ဆက်ပါတန်တရားကြွေးဆိုတာကြွေးဆိုသည်မြတ်ဘယ်ကြွေးပဲဖြစ်ဖြစ်ပေးဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝတ်ကြွေးကြတော့မပေးချင်လို့နေလို့မရဘူးဒီပြင်ကြွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘင်္ဂရချိန်ညာပြီးတော့နော်ဒေဝလီခံပြီးတော့ကြွေးကိုရှောင်လို့ရတယ်တန်တရားကြွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးပေးဆိုင်ရမှာဖြစ်တယ်ပေါ့အဲ့ဒီတန်တရားကြွေးဟာမိမိယူထားတာတဲ့အတိုင်းအတာအရာပေးဆိုင်ဘုန်းကြီးတို့ငယ်စဉ်ကကြားဘူးတယ်ရွာတရွာမှာညီကို2ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတစ်ချက်ရဲ့ထက်ဝက်5မှုပေါ့အဲ့ဒီ5မှုညီစီကခဏချေးပြီးပြန်မပေးပဲနဲ့တည်သွားတဲ့အခါကျတေကနီးမှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတဲ့စိတ်မကောင်းပြီးတော့သေဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီဆိုတဲ့ကကျွဲပဲလေနှစ်ပါးကြိုးထိုးပြီးတော့ခိုင်းတော့တာပေါ့ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုပ်ခြင်းလဲလုပ်ရမလုပ်ခြင်းလို့ရိုက်ခံရိုက်ခိုင်းတာညီလုပ်တဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းကျွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေ10နှစ်20ဆိုအလွန်ဆုံးကျွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရွာမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါမှာသူ့ရဲ့နောင်တမိုက်နောင်တကိုရပြီးတော့တိတတ်တဲ့အရွယ်လေးမှာအိမ်ကပိုက်ဆံ5ပြား90သို့မဟုတ်5မှုကိုယူပြီးတော့သူညီစီသွားပေးတယ်တဲ့မင်းကျွေးငါပြန်ဆက်ပါပြီကွာကြေးပါတော့မင်းကပိုက်ဆံလေး5မှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတဲ့နော်အဲ့ဒါလို့ပြောတဲ့အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ်မဟာစီဆရာတော်ဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှလားပရိစ္ဆသမုပ္ပါဒ်တရားတော်ကြီးမှလားမသိဘူးဗမာပြည်မှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့4 ဘဝ 3 ဘဝဆက်တိုက်ပြီးတော့ခံရတာအကြောင်းလေးဖတ်ရှုထားဖို့တယ်ပေါ့အဲ့တော့ကျွေးဆိုတာပေးရတယ်ဆိုတာဘယ်လိုနည်းနဲ့ယူထားတာ
မတရားသဖြင့်ယူတာလဲကျွေးဖြစ်တတ်တယ်ဒါကြောင့်မို့အရိဏဒါနဆိုတာမလုံသေးရင်လုံအောင်လုပ်အောင်ကိုယ်စိတ်ကိုတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲဖြစ်အောင်အယုသားဆုံးဖြစ်အောင်ကြိုးစား